Brahmo Vaja Bhuloka Kalpita Padbhyam Bhuvalokosya Nadita Hridaswaloka Urasa Maharloko Mahatmanaha So the Paraha Srimad Bhagavatam Ganaji Ne Khanda Para 38 ဖြစ်ပါတယ်ဒီပါရမဗြဟ္မာကြီးကနာရဒမုနီကိုအောင်လောကကဘာများကနေအစပြုပြီးတော့လူတို့ရဲ့ကဘာအထိဘုရားရှင်ခြေထောက်တော်တွင်ရှိသည်လို့ဆိုကြ၏ဘုရားလောကမှာအစပြုသောအလေလောကများသည်ဘုရားရှင်ခြေတော်တွင်ရှိပြီး၎င်းတို့တဲ့မြင့်သောလောကများဖြစ်သောနတ်တွေပါတို့၏လောကများယဉ်ကျေးမှုအလုံးမြင့်သောသူတော်စင်သူတော်မြတ်တို့၏လောကများသည်မြတ်ဆုံးဘုရားရှင်ရင်ဘတ်တော်တွင်ရှိသည်ဟုဆိုကြသည်မဆိုတော့ဒီမှာဆိုကြသည်လို့ပြောလဲဆိုတဲ့အဓိပ္ပာယ်ဟာဘုရားရှင်ရဲ့ဒီဝိရတ်ဆိုလို့ဆိုတာဘုရားရှင်ရဲ့စัจ java လာယူပါဆိုဒီစัจ java လာယူပါတော့ကိုဒီပုံပေါ်တဲ့အခါမှာစัจ java လာယူပါတော့ဆိုတာအနန္တစัจ java လာတော့ဒီယောလောကကဘာကြီးတစ်ခုလုံးပေါ့ယောလောကကဘာကြီးတစ်ခုလုံးကိုဘုရားရှင်ရဲ့ခန္ဓာတော်နဲ့ခိုင်းနိုင်ပြီးတော့မှဒီဘုရားရှင်ရဲ့ခန္ဓာတော်ရဲ့နော်ဘယ်စိတ်ပိုင်းတော့ပါဖြစ်တယ်နော်ဆိုပြီးတော့ယောလောကကဘာမှာရှိနေတဲ့လောကတွေအားလုံးကိုနော်အဲ့လိုပုံပေါ်ပြီးတော့တကယ်တမ်းပြောမယ်ဆိုရင်လည်းပုံပေါ်တာတို့ဆိုင်ပုံပေါ်တာတဲ့ဆိုင်ကိစ္စရှိနော်ပုံပေါ်တာတဲ့ဆိုင်နော်တကယ်တမ်းပြောရင်ဒီယောလောကစัจ java လာကြီးတစ်ခုလုံးဟာဘုရားရှင်ရဲ့ခန္ဓာတော်လို့ပြောရင်လည်းရတယ်နော်ဆိုတော့ဘယ်သဘောတရားတက်ရောက်လဲလို့ဆိုရင်ဒီဘုရားမရှိဘူးလို့ယူဆတဲ့သူတွေကလောကမှာဘုရားမရှိဘူးလို့ယူဆတဲ့တစ်ဖွဲ့လည်းရှိတာဘူးနော်သူတို့ကတော့ဘယ်မှာအဆုံးသတ်သွားလဲလို့ဆိုရင်အရာရာဖြစ်ပျက်နေတဲ့အားလုံးဟာသဘာဝတရားကြီးကြောင့်ဖြစ်လာတာဖြစ်တယ်လို့သူတို့ပြောတယ် It's all material nature ဘယ်မှာမရှိတာသူတို့ဘက်ကဘယ်မှာမရှိတဲ့ကြောင့်သူတို့မှာဖြစ်လာတဲ့ဥစ္စာအားလုံးဟာသဘာဝတရားကြီးကြောင့်ဖြစ်လာတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့တရားပြန်စဉ်းစားကြည့်ရင်ယုံလောကသဘာဝတရားကြီးဆိုတာကသူ့ဘာသူဖြစ်ပြနိုင်လောက်အောင်သူ့မှာအတ္တမရှိဘူးယုံလောကသဘာဝတရားကြီးဆိုတာတကယ်တမ်းပြောရင်တက်မဲ့ပဲနော်မြေကြီးဟာတက်မဲ့ဟုတ်တယ်ပင်လယ်ဟာတက်မဲ့ဟုတ်တယ်နော်အတ္တမရှိဘူးတောင်းတယ်နော်ကမ္ဘာလောကတွေဆိုတော့ဒီဘုရားမယုံဘူးဆိုတဲ့သူတွေအားလုံးဟာနော်ဒီတဖြည်းဖြည်းသူတို့လိုက်ကြည့်တာပေါ့ဘုရားမယုံတဲ့လူတွေအားလုံးကသူတို့မေးခွန်းနဲ့မေးနဲ့သူတို့လိုက်ကြည့်တာပေါ့နော်ဒီဟာဘယ်လိုဖြစ်လဲဒီဟာဘယ်လိုဖြစ်လဲနော်လိုက်နောက်ဆုံးမှာတော့အဆုံးသတ်သွားလို့ဆိုရင်it is all nature ဘောတရားကြီးပဲပေါ့ဒါတွေအားလုံးဘောတရားမှာဂျာမင်ဆိုင်ဂျာမင်ပေါက်လာတယ်မပြောခင်ဆိုင်မပြောပြီးမယ်this is nature လူဆိုတာမွေးလာရင်သေမယ်နော်ဒီလောကမှာဘာမှမတည်မြဲဘူးအဲ့တော့တမန်ငါရှန်ကဘဝကြည့်လိုက်လို့ရှိရင်နော်အဲ့ဒါတွေအားလုံးကမှန်တယ်လို့ထင်ရတယ်ဟုတ်လားမဟုတ်လားအားလုံးနေချက်ပဲသဘာဝတရားပဲလေဟုတ်လားသဘာဝတရားမှာနေဟာသူ့ဟာသူ့ရှိရနေထွက်လာတယ်ဒါတော့နေထွက်တာမဟုတ်ဘာလဲနေလို့နေထွက်တယ်လို့ထင်ရတာဒါနေရှိရထွက်တာမဟုတ်ဘာလဲလို့နေလို့မြင်ရတယ်ဘာဒီဘက်ကိုရောက်တော့နေတယ်မြင်ရတာပဲနော်ဆိုတော့ကဘာလဲနေတယ်နော်23 2 ဒီဂရီဆောင်းနေတယ်နော်365ရက်မှာ
သူဟာနော်ဒီနေကိုတပတ်ပတ်တယ်နော်24နိုင်မှာသူ့ဝေရုံးမှာသူတပတ်ပတ်တယ်ဆိုတမန်အဖြစ်ကျွန်တော်တို့ကြည့်လိုက်ရင်ဒါတွေအားလုံးကသဘာဝတရားကြီးလို့ပြောလို့ရတယ်နော်ဒါပေမဲ့အဲ့သဘာဝတရားကြီးမှာခုနပြောတဲ့စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စဒီဂိမ်းတွေပြောင်းလို့မရတဲ့ဂိမ်းတွေရှိတယ်နော်ဂိမ်းတွေဆိုတာဘာလဲလို့ဆိုရင်နော်ဒီနေကိုsorry ကဘာဟာသူ့ဝင်ရုံးပေါ်မှာသူ23နှစ်ပိုင်းတစ်ပိုင်းဒီဂရီဆောင်းနေတယ်24ဒီဂရီဆောင်းရင်ပိုင်တက်သွားတယ်သူကတိကျ23နှစ်ပိုင်းတစ်ပိုင်းဒီဂရီနော်ပြီးတော့ဒီကဘာကြီးဟာ24နိုင်မှာတီတီတပတ်သူပါလို့လေဒီချိန်မှာကွက်တီ25နိုင်လည်းမဖြစ်ဘူးဘယ်တော့မှ23နိုင်လည်းမဖြစ်ဘူးနော်365ရက်နဲ့နည်းနည်းလေးပို့သေးတယ်သူက365ရက်နှစ်ပိုင်းတစ်ပိုင်းအဲ့လိုနည်းနည်းပို့တယ်အဲ့ဒီရက်မှာသူကဘာလုပ်လဲဆိုရင်သူစောင်းရဆိုလဲနဲ့သူကကဘာကိုနေကိုပတ်လိုက်တာသူကနေကိုပတ်တဲ့လမ်းကြောင်းကလည်းဒီမှာနေလို့ဆိုရင်နေကိုပတ်တဲ့လမ်းကြောင်းကဆက်ဝိုင်းပုံလမ်းကြောင်းမဟုတ်ဘူးသူကနော် eclipse လို့ခေါ်တဲ့ဒီဘဲဥပုံလမ်းကြောင်းပတ်တယ်ဘဲဥပုံလမ်းကြောင်းပတ်တဲ့အတွက်ကြောင့်နေနဲ့ဝေးသွားတဲ့အချိန်မှာကဘာရောက်တဲ့အချိန်မှာစောင်းရသည်ဖြစ်လာတယ်နေနဲ့နီးတဲ့အချိန်ရောက်လာတဲ့အချိန်မှာနွေရသည်ဖြစ်လာတယ်ပူလာတယ်နော်နေရရောင်ခြည်ထဲမှာအဲ့လောက်ပြင်းထန်တဲ့နေရရောင်ခြည်ကိုကာကွယ်ထားဖို့အိုဇုံးဆိုတဲ့အလှော်ကဘာမှမရှိတယ်နော်ဘယ်ကျွန်တော်တို့အားလုံးတကယ်လို့အဲ့ဒီအိုဇုံးတာမရှိခဲ့ရင်ကျွန်တော်တို့အားလုံးနော်2ရက်3ရက်တုန်းကအရေးပြားကန်ဆာပြီးကျွန်တော်သိသွားလိမ့်မယ်နေထဲမှာအဲ့တော့ဆွဲရတဲ့တတ်တွေပါလေကွာနော်ဆိုဒါတွေအားလုံးဟာနော်ဘာမှမဟုတ်တဲ့ဘာမှတရားကြီးကသူ့ဘာသူဒီအချိန်တွေကလေသူ့ဘာသူညှိလိုက်တာ is that possible နော် smartphone တကူက live ဒီမှာတင်လို့ရတယ်လား smartphone တကူကဒီမှာ record လုပ်နေတယ်နော် all these things what come automatically without any arrangement ဒီကဘာမှအခုကျွန်တော်တွေ့နေရတဲ့အရာတွေမှာဖန်တီးလို့မဖြစ်လာတဲ့အရာတကူတော့ကျွန်တော်ပြကြည့်ပါကျွန်တော်သုံးနေတဲ့ပစ္စည်းပေါ့ဘယ်တန်းကားရှိတယ်ကတ်တာရှိတယ်တယ်လီဖုန်းရှိတယ်နော်ဒီမှာဝတ်ထားတဲ့ကိုယ်ကြီးရှိတယ် everything ကပါလေသူကသူအလိုလိုဖြစ်လာတာရကန်းစကတော့သူတက်လဲပြီးတော့မှချင်းမြင်ကြိုးတွေတော့သူရောက်လာပြီးတော့မှအားလုံးကသဘာဝတရားကြောင့်ဒါရအားလုံးဖြစ်လာတယ် is that possible in the big picture ဒီလေးရနေစပြီးအကြီးဆုံးကြီးကိုကြည့်မယ်ဆိုရင်တကယ်လို့အခုကျွန်တော်တို့ပြောနေတာကဘာကျွန်တော်တို့ထက်ပါလို့လဲအစမတန်ကြီးနေလို့ကဘာကြီးကလုံးနေတယ်ဆိုတော့ကျွန်တော်တို့မခံစားရပါလို့လဲနော်စဝိုင်းအကြီးကြီးတစ်ခုကိုဆွဲရင်နော်ဒီမိုးကုတ်ပြောလို့ရှိတဲ့စဝိုင်းတစ်ဝိုင်းဝိုင်းမယ်ဆိုပါလို့အဲ့စဝိုင်းမှာဘာတွေပါလာလဲမြင်းပြောင်းတွေပါလာတယ်ကွာမြင်းပြောင်းတွေပေါင်းမှတော့စဝိုင်းဖြစ်လာတာစဝိုင်းဆိုတာအဝိုင်းမရှိဘူးနော်ကဘာပေါ်မှာရှိတာအလုံးအဖြောင်းပဲတေးလေးဖြစ်လို့ဝိုင်းပြီးတော့ကျွန်တော်ထင်ရတယ်ကြီးကြီးမှသူအဖြောင်းပဲနော်စဝိုင်းတစ်ခုကိုချက်ပြီးကြည့်ရင်သူအဖြောင်းနေတယ်အလုံးပေါင်းထားတာတွေ့ရလိမ့်မယ်နော်ဆိုနော်ဒီကဘာကြီးကအလုံးကြီးမားတဲ့အတွက်ကြောင့်ကျွန်တော်လမ်းလျှောက်တဲ့ခါမှာကျွန်တော်ကောက်နေလို့မြင်ရတာဒီလိုဂုံးတက်ပြီးဝယ်ဆင်းသွားတယ်မြင်ရတယ်နော် it is like a flat ဆိုကျွန်တော်စဉ်းစားကြည့်အောင်တစ်စက်တက်ပြီးလူဆိုတာအုံအောင်ရှိတယ်စဉ်းစားနေတယ်ဟုတ်တယ်မလားဆိုတစ်စက်တက်ပြီးစဉ်းစားကြည့်အောင်တကယ်လို့ကျွန်တော်တို့ဟာနော်ကိုယ်ခန္ဓာကိုကဘာတဲ့ကြီးအောင်လုပ်နိုင်တယ်ဆိုကြပါစို့ကဘာထက်ကိုကျွန်တော်တပြေးပြေးကြီးလာပြီးတော့နော်ဟောပါတယ်အခုဘာလဲ Avengers တို့ဘာလို့ရှိနေမှာရှိတယ်မလားကောင်းရင်ကြီးတော့တယ်ဘာလဲတဲ့ဟောအစိမ်းရောကောင်းရှိတယ်မလားဘာလဲဆိုတော့ group နော်အဲ group လို့ခါတော့ဒေါ်လာထွက်လာပြီဆိုတော့အင်းကြီးပြေပြီးကောင်းကြီးပြီးတော့ကျွန်တော်လည်းမှန်းကြည့်အောင် I become bigger than the world နော်ကျွန်တော်ဘယ်လောက်ကြီးသွားလဲဆိုရင်နော်ဒီအကြီးကြီးဖြစ်သွားတော့ကျွန်တော် Godzilla ကားကြည့်လို့မလားနေတော့ Godzilla ကားဒီကောင်ကတိုက်တွေပါတွေကဘာလုပ်လဲနော်ဒီလိုရိုက်လိုက်ပုတ်တယ်နော်အထက်950အထက်90 100တိုက်တွေအားလုံးကသူ့ရဲ့လက်အောက်မှာဒီလိုလေးရှိတယ်တော့ Godzilla အကြီးကြီးပေါ့ဆိုကျွန်တော်လည်း Godzilla ရဲ့ဘိုးရဖြစ်သွားလို့ဆိုတော့we become very big no very big and then
တကယ်လို့ကျွန်တော်ကဘာကြီးတဲ့အများကြီး10စားလောက်ကြီးသွားရင်အဲ့ဒီကဘာတွေကကျွန်တော်ရှင်းမှာရှိပါလေသူကဘောလုံးလေးတွေလိုဖြစ်နေတော့မဟုတ်လားဆိုဒီကဘာမှာကျွန်တော်တို့ထင်တာကလောကမှာကျွန်တော်ပဲရှိတယ်တခြားဘာမှမရှိဘူးကျွန်တော်ထင်နေတာအထက်လောကအောက်လောကအလယ်လောကဆိုတာရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့ကဘာမှရှိတယ်ဒီအလယ်လောကမှာရှိတယ်အလယ်လောကရဲ့ sex ကတာပဲဒီလောကမှာနော်ဒါမဲ့အထက်လောကကိုနော်ဘူဘွားဆိုဟာဂျနမဟာတပစတ်ရဆိုတဲ့လောကကြီးခုနထပ်ပေါ်မှာရှိတယ်အောက်မှာပါတီခုနထပ်ရှိတယ်တပစတ်စတဲ့လောက်စားအထက်ဆုံးရမကြီးလောက်ဘူဘောဘွားဆိုမဟာဂျနတပစတ်ရဆိုဘောခုနထပ်ပေါ်မှာရှိတယ်ဆိုအဲ့ဒီတထချင်းကိုတက်သွားရင် size တွေကလည်းဖြစ်သွားတယ်ကြီးသွားတယ်အသက်တွေကလည်းရှိလာတယ်ပြောဒါ size တွေအကြီးကြီးတခြားမပြောနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း9000ကနော်ဒီကွန်တီမာတာနဲ့ပန္ဒဝါတွေဧကချက်ကရဆိုတဲ့ရွာမှာသွားပြီးတော့ခဏနေခဲ့ဘူးလေနော်ဒီဘကဆူရာဟိုတုတ်တယ်ပို့တယ်အဲ့မှာသွားပြီးသူနေခဲ့တယ်နေတဲ့အခါကျတော့နော်အဲ့ဒီမှာရှိတဲ့အချိန်တုန်းကသူတို့စီမီထွန်းထားတာတဲ့စီမီခွက်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကကြာတဲ့စီမီခွက်တစ်ခွက်အမှရှိတယ်ဧကချက်ကရဘယ်တော့တွေ့ရတယ်အဲ့ဒီစီမီခွက်ကဘယ်လောက်ကြီးလဲလို့ဆိုရင်ဒီကြောက်နေလောက်တာဘယ်လောက်ကြီးဒီဘမလာစီမီခွက်တဲ့သူတို့အဲ့တော့သူတို့ဒီစီမီခွက်ကိုကိုင်ဖို့သူတို့ရဲ့ size ကဘယ်လောက်ရှိမလဲအဲ့လောက်ကြီးတဲ့ size ရှိတယ်သူတို့ကဒီစီမီကွက်အဲ့လောက်ကြီးကြောက်နေလို့တာသူတို့လက်ထက်မှာနေတယ်ဆိုတော့ဘီမာဟာပေ40အရာရှိတယ်ဘီဆိုအဲ့ဒီကလည်း okay တော့ကြည့်တယ်ဒိုင်နိုဆောတွေပါရှိခဲ့တယ်သူတို့ကဒိုင်နိုဆောတွေအယိုးတော့ကျွန်တော်တွေ့တယ်လူကြီးကြီးအယိုးတွေပါလို့မတွေ့တယ်ဆိုဟိန္ဒူတွေကလူသေးဘာလို့လဲမီးရှို့ပလိုက်တော့အယိုးတွေမကြိုက်ဘူးပြောတယ်စိတ်ကအိန္ဒိယမှာကိုရှိတလက်ဖြစ်တဲ့လူများတွေပဲရောက်သွားတော့ပြောတယ်မလားဘာပဲမရောက်မီးရှို့လိုက်လို့အကုန်လုံးပုံဖြစ်သွားတာပြန်ဖြစ်သွားတာနောက်ဆုံးတကယ်လို့အခုနပြောတဲ့အထက်လောကကိုတက်လေလေကျွန်တော်လောကတွေအလယ်မှာရှိတယ်ဟုတ်ဒီကျွန်တော်ရဲ့လောကပေါ့အထက်လောကကိုတက်သွားလေလေ तू က size ကို intelligent ကိုနော် intelligence ကဘာ power ကြီးလာလဲလို့ဆိုရင်အထက်လောကကိုတက်သွားရင် mental power မြင့်လာတယ်လို့စိတ်ပိုင်းဆိုင်ရာတကူကြီးလာတယ်လို့နော်စိတ်ပိုင်းဆိုင်ရာတကူကြီးတဲ့အခါကျတော့ तू ကအခုကဘာမှတချို့ရှိတယ်လေစိတ်ကိုတရားလေ့ကျင့်ထားလို့ तू က elevation လို့ခေါ်တဲ့ကိုယ့်ကိုအပေါ်မြောက်ပြလို့ရတယ်လို့မြင်ဘူးလား YouTube မှာရှာကြည့်ဟုတ်ဒီတိုင်းထိုင်နေတာသူကပေါ်တက်လာတယ်ဘာမှမချိန်ထားဘူးအာဖရိကမှာတချို့ရှိတယ်အိန္ဒိယမှာလည်းရှိတယ်နော်တချို့အမေရိကမှာလည်းရှိတယ် elevate လုပ်တယ်ကိုမြင်လို့ဆိုတော့ကျွန်တော်တို့ရဲ့ mental power ဟာတကယ်တော့တိတ်မကြည့်ဘူးကျွန်တော်တို့ရဲ့ mental power ကျွန်တော်ရဲ့စိတ်ရဲ့ power ကိုကျွန်တော်မှသိမရှိဘူးဒါပေမဲ့ခုနပြောတဲ့အထက်လောကကိုတက်သွားနေသူရဲ့ mental power ဖြစ်လာတယ်မြင်လာတယ် mental power မြင်လာတယ်တော့သူကစက်အားနဲ့လှုပ်ဆရာမလို့ဘူးစိတ်အားနဲ့လှုပ်နေတယ်အခုယဟန်တွေရဲ့တဲ့တွေဇံပြန်တယ်လို့ပြောတယ်မလားဇံပြန်တယ်ဆိုတာဘာဖြစ်သွားတော့စိတ်တကူရသွားတယ်စိတ်တကူရသွားတဲ့လူတယောက်ကဒီသဘာဝတရားကြီးရဲ့ဥပဒေကိုသူကလွန်သွားတာမဟိမာလဂီမာပရာပတိနော်အနိမာအဲ့လိုစတိရရှိတယ်ဒါနော်ကြီးအဆုံးတဲ့ကြီးသွားနိုင်တဲ့အသေးဆုံးတဲ့သေးသွားနိုင်တဲ့အလေးဆုံးတဲ့လေးသွားနိုင်တဲ့အပေါ်ဆုံးတဲ့ပေါ်နိုင်တဲ့ပရာပတိစတိဆိုသူများကြီးမှာရှိတဲ့ဥစ္စာကိုတကိုးနဲ့ယူနိုင်တယ်သူများရဲ့စိတ်ကိုဝင်ကြည့်လို့ရတယ်ဖမ်းလို့ရတယ်ဒီမှာစဉ်းစားနေတယ်ဖမ်းလို့ရတယ်နော်အဲ့ဒီစတိရဲ့တကိုးတွေရှိတယ်ဒါအကြမ်းမြင်သူပြောတယ်မှာလူပြောလာတယ်မှာမိကုန်းသုံးခုစိတ်ထဲမှာစဉ်းစားသူတိုင်းနဲ့သူပြောတယ်မိကုန်းသုံးခုcan do this this is not a magic it's a power ဆိုတော့အခုကကျွန်တော်တို့အလယ်မှာရှိတယ်ကျွန်တော်တို့အောက်မှာလောကတွေရှိတယ်ကျွန်တော်တို့အောက်ကလောကတွေက तू ကအများအဖြစ်ဘယ်လိုလောကလဲဆိုရင်ရုပ်ခန္ဓာကိုမရှိဘူးနာမ်လောကတွေအောက်မှာရှိတဲ့ဥစ္စာတွေနော်နာမ်လောကတွေဆိုတော့ကျွန်တော်တို့လည်းဒီနာမ်လောကဆိုတာရှိတယ်ဒီလိုပြောတယ်နော်နာမ်လောကရှိတယ်သေရွာပြန်လေးကိုမေးကြည့်သေရွာပြန်နေသိတယ်နော်သေပြီးဆိုပြီးတော့မှ
နော်တေရွာလည်းလို့ခေါ်တယ် near death experience ရတယ်ဒီလိုတေရွာလည်းနေသူကသူတေပြီးတော့အောင်းနေတယ်သူကဒီခန္ဓာကထွက်သွားတယ်နေစရာလိုက်ရှာတယ်နေစရာလိုက်ရှာတော့အများဖြင့်သူတို့ပြောပြတဲ့သဘောအရအများဖြင့်ဗာတွေ့ရလဲဆိုရင်အဲ့ဒီအကောင်ပလောင်တွေအဲ့ဒီခုနပြောတဲ့အကောင်ပလောင်မို့အဲ့ဒီခုနပြောတဲ့တဆေးတွေပါလေအားလုံးပေါ့သူတို့လည်းသူတို့ဖွင့်နေသူတို့ရှိတယ်တချို့ကနောက်တက်ပြောင်းတက်တယ်သူတို့ပြောတာနော်တချို့ကနော်ဟို6တက်တယ်ရာရရှိဟိုတိုင်ကြီးကြာနော်ဘာလို့ကြုံဘူးလားတဆေး6တက်ကြုံဘူးလားကြုံဘူးလို့ရှိတယ်လေမင်းမျိုးအပြန်လူပါလာတဲ့ကောင်တခါမင်းမျိုးကလည်းတိတ်လုံးတော့ဖွင့်နေကိစ္စနဲ့ပြန်လာကိုယ်နံပါတ်လည်းပါတယ်ဟုတ်လားပါတော့အဲ့ဒီမှာဟိုမိတက်တွေတည်ထားတဲ့ကြောက်နင်လားပါဒီလိုပါဆိုအဲ့ဒီလေရောက်တဲ့အခါမှာနာလောကဆိုပရလောကဆိုရှိတယ်တကယ်လည်းဟုတ်တယ်အဲ့မှာရောက်တဲ့အခါမှာအဲ့ဒီကားရဲ့အတန်ဘုံဆုံးပြီးလာတယ်စီးလာတဲ့ကားရဲ့ဟုတ်လားရုံးလုံးနေလူတိုင်းကြားတဲ့ဒီကိစ္စတကူအထဲမှာဝင်ပြီးလိမ့်နေတဲ့ပုံစံချက်ချင်းကားကိုရပ်ပြီးကြည့်တော့ဘာမှမရှိ it's nothing it's nothing there အဲ့တော့ဒါလက်တွေ့ကြုံတယ်ဒီဘုဒ္ဓလက်တွေ့ကြုံတယ်အဲ့ဒီရောက်ရင်လူတိုင်းပြောကြအဲ့ဒီရောက်ရင်အဲ့မှာမိတ္တသမားတွေရဲ့ဓာတ်ရည်စင်ပေါ့ဘူးလေဘုရားလေးလည်းတင်ထားတယ်အဲ့မှာကားပေါ့ so အားလုံးကလမ်းပြန်သွားပြီးတော့ကြည်အဲ့နေရာရောက်ရင်လူတိုင်းလည်းသတိထားပြီးတော့ဘုံလုံးနဲ့တယောက်တည်းကြားရင်တမျိုးပေါ့ဒါအကုန်လုံးကြားတယ်အကုန်လုံးစဉ်းကြည့်တယ်နော်မြစ်တာပဲပို့ကြတယ်ပြီးတော့ပြန်ကားမောင်းလာဘာမှမဖြစ်အေးဆေးပဲအဲ့ခဏပဲသူကကြောက်စရာကောင်းတဲ့အတိုင်းထွက်ဟုတ်တယ်မလားကြောက်စရာကောင်းတဲ့အတိုင်းထွက်လာတယ်ကားထိုးရသွားတယ်ကားထိုးရကားသူရပ်လိုက်ကြပါဖြစ်သွားရင်တော့ပျက်စီးသွားတယ်ဘာသာတင်ရပါနောက်ကျန်တဲ့လမ်းကြီးတစ်ချက်မှโอเคပဲနော်ဘာတရဟာရိကရှနာနဲ့ယူမြစ်တာပဲပို့ပြီးတော့ပြန်လာโอเคဆိုတော့ကျွန်တော်လက်တွေ့ကြုံခဲ့တဲ့ဥစ္စာလက်တွေ့ကြုံခဲ့တဲ့ဥစ္စာ so it is there so ကဘာကြီးအောင်လောကမှာရှိတဲ့သူတွေအားလုံးဟာအခုနပြောတဲ့နန်ခန္ဓာကိုယ်နဲ့ရှိတဲ့နောက်မှတော့ဒီပါတာလို့ဆိုတာလည်းအဲ့ဒါပါတာဆိုတဲ့နေရာမှာသူကနေရဲလောကလာတာလေနေရဲပြောနေရဲလောကအောက်ဆုံးအဆင့်ကိုပါတာလို့ခေါ်တာနေရဲလောကမှာသူကနန်ခန္ဓာကိုယ်ရှိတယ်ခမည်းတော်သဘောတော့ကြိတ်ဆုံတဲ့ခုလည်းမှာကြိတ်တယ်ဆိုတော့နော်ကိုကဘဝမှာသူများကိုနော်သူများခန္ဓာကိုယ်ကောင်းကောင်းဒုက္ခပေးခဲ့တယ်လို့ဆိုရင်သူ့ကိုလည်းမလုပ်နဲ့နော်ဥပမာဘဝမှာငါအရှင်ကိုကြော်ခဲ့တယ်ဆိုပါလို့နော်ငါမသိမရှင်သူ့ထဲပြီးစီမှာကြော်လိုက်တယ်ကျွန်တော်ထင်တာဘာမှမဖြစ်ဘူးလို့ထင်တာဘိုးရောက်ရင်နော်ကြားစားလေးပြောထားတာပါလေစီပူပူတဲ့ထားလိုက်တယ်ဒါဘိုးတို့တွေမှာသွားကြည့်နေပြရနော်မောင်လေးမောင်မြန်မာဟိုမှုလို့နော်ရွှေရိုင်းပြတော့ရရွှေရိုင်းပြတော့ရမှာအဲ့ဒါသွားကြည့်နေတွေ့ရတယ် it's a life size အဲ့မှာဘာလို့လဲဆိုတော့အဲ့ COE တက်ထားတယ်သူက COE တက်ထားပြီးတော့မှအဲ့ဒီရဲကိုရောက်သွားတဲ့လူတွေအားလုံးဟာသူကဘယ်လိုလဲလို့ဆိုရင်ခန္ဓာကိုယ်တော့ရှိတယ်လို့ထင်ရတယ်အဲ့ခန္ဓာကိုယ်ကနာခန္ဓာကိုယ်နာခန္ဓာကိုယ်ဆိုတော့သူကမသိဘူးသူကပြဿနာကနာခန္ဓာကမသိဘူးလေနော်နာခန္ဓာကမသိဘူးသူစီတဲ့ထဲကြုံလို့ရှိရင်သူအာရနဲ့တကုံလုံးလောင်လူပြီးတော့မှသူအော်နေတဲ့ဒါကမသိဘူးခက်တာနော်ဝေဒနာကိုမချိမဆန့်ခံရတယ်မသိဘူးနော်အကောင်မလောင်တွေကိုထည့်ပြီးတော့အကောင်မလောင်တွေကိုလက်နဲ့ဖိတခါလေတချို့တွေရှိရမလားအကောင်တွေတို့လို့ရှိရင်လက်နဲ့ဖိပြီးတတ်တယ်ဆိုရင်ကိုယ်ဘာလို့လဲကြောက်တုံးတစ်ခုကြားထဲမှာထည့်ပြီးသူကြိတ်ထားတယ်လက်ကိုသူတို့ချီထားပြီးတော့မှနော်ကြောက်တုံးကြီးမှာထည့်ပြီးဘယ်ကြောက်တုံးကြိတ်တာကြိတ်တဲ့အခါကျတော့နာတာတဲ့ရဲဆက်တာလည်းမသိဘူးခက်တာအချိန်ကလည်းမလားကျတော့အထက်လောကရောက်သွားရင်အချိန်ကပဲဖြစ်သွားတယ်ကျေသွားတယ်ဟုတ်လားအောက်လောကရောက်လာရင်အချိန်ကကျင်းသွားတယ်နော်ကျင်းသွားတဲ့အခါကျရင်သူခဏလေးလို့ဒီအချိန်အကုန်မဲမကုန်နိုင်ဘူးသူ့အတွက်ကဒီဒုက္ခကဘယ်လောက်များလဲဆိုရင်နော်ဒီဒုက္ခအချိန်အကုန်မဲမကုန်နိုင်ဘူးသူ့အတွက်ကနော် he cannot die he cannot live he cannot die ဒါကယုံနာစကားတွေပေါ့ဟုတ်တယ်မလားဒါနော်ဒီပေါင်းမြောက်တဲ့ပုံကိုယ်တွေတော်တော်များများပွင့်လာတဲ့ဘုရားတွေအဆူဆူကဒီကိစ္စကိုမလုပ်ထားလဲခေါ်ထားပြီးသားငရဲဆိုတာရှိတယ်ဆိုတာလူတွေတမန်ဒီလောကမှာပဲငရဲရှိတယ်မဟုတ်ဒီလောကမှာငရဲမရှိဘူးဒီလောကမှာကားတိုက်တဲ့တည်သွားတယ်သူကခန္ဓာကိုယ်ကြီးကတည်သွားတယ်ဟုတ်လားတော့သူအရင်ဘဝအကုသိုလ်ကြောင့်ဖြစ်သွားတာပေါ့ဒါဖြစ်သွားတယ်ဒါပေမဲ့ခန္ဓာကိုယ်တည်သွားတယ်အဲ့နာမ်ခန္ဓာကဘာဖြစ်လဲအပြင်ထွက်သွားတဲ့အချိန်မှာကျွန်တော်ထင်တာလူတည်ပြီဆိုတဲ့ကသူဘာမှမသိဘူးထင်တာဟုတ်လားမဟုတ်ဘူးတကယ်တော့ပြောရင်
တည်တဲ့လူဘာမှမသိလို့ခင်ဗျားတို့ထင်တာမလားမဟုတ်ဘူးတည်တဲ့လူဟာသူခန္ဓာကိုယ်တည်သွားတာ तू မတည်ဘူးခက်တာနော် तू ကဘာမှလုံးလို့မရတော့တာနော်တည်တဲ့လူက तू တည်သွားတယ်တော့ तू မှအားလုံးကြားတယ်မြင်တယ်အားလုံးရှိတယ်သူစီမှာဒါပေမဲ့ तू ထိလို့မရတော့ဘူး तू မှခန္ဓာကိုယ်မရှိတော့လို့အဲ့ဒါနာခန္ဓာကိုယ်လို့ခေါ်တယ်လူတယောက်တည်သွားပြီဆိုဒီကောင်ကြီးတည်တာကောင်းပါလေဘာညာလို့မလုပ်နဲ့ तू ကအဲ့မှာကြားနေရတယ်ဘုလို့No, you don't do that because he can hear, he can see you also. No, he can see you also. No, so, non-khana goes to all loka of Gama Kanago. And the all loka, a new loka, a new near. Oh, General, no, good, no, Kami to Mesa Sara Kango, Pop and Juno, the Suazo, Jadioga, Mima Dioga, Mola, Kama, Matumia, Tamia, and Pimana, Mania. No, Kami to Mesa Sara Kan, Juno, the Suazo. ဘာလို့လဲဟိုမှာတန်တုံးတန်ကဲမီးပူရဲနေတဲ့တန်ကဲကြီးနဲ့လှုပ်ထားတဲ့အမျိုးသမီးပုံနဲ့သူ့ကိုဘာလို့လဲကာမနော်ပြုံးမွေးမှုပေါ်တာခိုင်းတော့တော့မင်းတို့မိမကျဲတယ်ပေါ့တော့နော်ဆိုတေလည်းမဖြစ်ဘူးနောင်လည်းမလာဘူးပူတော့ခံစားတော့ခံစားတယ် it is like hell လူတွေပြောတာ it is like hell ဟာငရဲလိုပဲကွာလို့ပြောတာအဲ့ဒီငရဲဆိုတာပဲလေ so you cannot escape so ဒါကြောင့်ကျမ်းစာတွေအားလုံးကဒီအထက်လောကအလယ်လောကအောက်လောကဆိုတော့ပြောထားတယ်လို့နော်အထက်လောကမှာလည်းကာမစိစိတ်ချမ်းသာဘယ်လောက်ရှိလဲဆိုရင်ဟိုအထက်လောကတွေရောက်သွားတယ်ဟိုမှာကျတော့ဘာကောင်းလဲလို့ဆိုပြတော့နော်ဟိုမှာမွေးခြင်းမရှိဘူးလူတယောက်ကဘိုက်ထဲမှာမနေရဘူးလို့16နှစ်ရွယ်ရောက်လာတယ်အမှန်ကအိုလည်းမအိုသွားဘူးလို့တည်တော့တည်တယ်မမွေးဘူးမအိုဘူးသူကဒီမှာမွေးကုန်တာတည်၄မျိုးရှိတယ်မလားဟိုမှာတစ်မျိုးပဲရှိတယ်မွေးမယ်တည်တည်ရတဲ့အသက်ကြီးပြီးတည်တာမဟုတ်သူပြောက်သွားတာမွေးလိုက်ပေါ်လာတဲ့တည်ပြောက်တယ်သူမှကာမဂုဏ်အာယုံခံစားမှုနဲ့ခံစားမှုတွေအားလုံးကဘယ်လောက်များလဲဆိုတာဘယ်တော့မှမမောဘူးတဲ့သူကဘာပဲလုပ်လို့မမောဘူးတဲ့အဲ့လောကအခုကျွန်တော်တို့နည်းနည်းကအလုပ်လုပ်ရပဲညချင်အိမ်ငိုင်းတော့အခုရှင်တို့ဘာလို့ထိုင်နေတော့အိမ်ငိုင်းဘာလို့မောသွားလို့နေတာကွာဟိုမှာဘာလို့လဲ so much rush ရှိတယ် so much အဲ့ဒါတော့လည်းပြီးပြီနော်ဒီကကျွဲရိုင်းတွေလေးပိုးတွေပါညာရဘိုးတွေပေါ့သူကဘယ်ကနေပဲပေါ့အဲ့ဒါဘိုးဒီကယောဂဖြစ်နေတယ်ဟိုမှာယောဂလည်းမရှိတော့ကျဲတော့စီးရုပ်ပဲဖြစ်စေရုပ်မရှိဘူးနော်အောက်လောကမှာလည်းစေရုပ်မရှိဘူးဘာလို့သူကစေရုပ်တက်စရာခန္ဓာကိုယ်လည်းမရှိဘူးသူကနော်အထက်လောကမှာလည်းစေရုပ်မရှိဒီမှာမစေရုပ်ရှိတယ်ဒီမှာကျွန်တော်တို့ခန္ဓာကိုယ်ရှိတော့ so this is all arranged properlyစနစ်တကျအကုန်လုံးမလုပ်တာလေစီစဉ်ထားတယ်။ဒါဆိုတော့ကျွန်တော်တို့ခုနပြောနေတာကနော်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ပြောတာဒါဖြစ်သွားတယ်ကွာလို့ကျွန်တော်တို့ပြောတယ်။နော်ဥပမာလို့ပေးမယ်။ဒါကကျောင်းသားတယောက်ရှိတယ်ဆိုတော့နော်ကျွန်တော်တို့ပြောတာဒါမလို့မဖြစ်လို့ကျွန်တော်လုပ်လိုက်တာလို့ပြောတော့နော်ဒါဥပမာလို့ပေးမယ်။ဆိုတော့ကျွန်တော်တို့ဘဝမှာကျောင်းသားတယောက်ရှိတယ်ဆိုတော့အဲ့ကျောင်းသားဟာသူမတင်တန်းရှိတဲ့အကြောင်းတရားပဲသူဟိုဘက်မှာပါရှိတယ်လို့ဆိုရင်နော် tennis ပြန်ရွေးရှိတယ်သူ tennis မှာလည်းအသိဝင်တာတော့ tennis ပြန်ရွေးရှိတယ်ဆိုတော့သူကလည်းခုရွေးရခဲ့တယ်ဆိုတော့နောက်ဆုံးမလုပ်လိုက်တယ်ဆိုတော့သူကနော် tennis ပြန်ရွေးရလည်းမသွားရင်မရတယ်သူကလည်းတော်တယ်ဆိုတော့ကျောင်းကိုပြေးပြီးတော့မှ tennis ပြန်ရွေးတော့ tennis ပြန်ရွေးဝင်လိုက်တယ် okay ဝင်လိုက်ပြီးတဲ့အခါကျတော့နော်နောက်နေ့ကျောင်းပြန်လာတဲ့အခါကျတော့နော်ဘာလို့ကျောင်းပြက်လဲလို့ပြောတယ်ကျွန်တော်tennis ပြန်ဝဲရှိလို့ကြောင်းပြပါ tennis ပြန်ဝဲရှိလို့ကြောင်းပြတာလားသို့မဟုတ်မင်းက tennis ပြန်ဝဲသွားမယ်လို့ရွေးချယ်လိုက်လို့ကြောင်းပြတာလားဝေးစီကျွန်တော်တို့ဘဝထဲမှာဖြစ်ပျက်နေတာအားလုံးကကျွန်တော်တို့ရွေးချယ်လို့ဖြစ်တဲ့ကိစ္စတွေဟုတ်တယ်ကျွန်တော်ဘဝမှာဖြစ်ပျက်နေတာအရာအားလုံးဟာကျွန်တော်ရွေးချယ်လို့ဖြစ်တာဘယ်သူမှကျွန်တော်အတင်းအဓမ္မလောကမှာခိုင်းလို့မရကျွန်တော်လုပ်မယ်ဆိုမှမလုပ်မယ်ဖြစ်တော့ကျွန်တော်ဘာစားမလဲဆိုတော့ကျွန်တော်ရွေးချယ်ရတဲ့ကိစ္စမဟုတ်ပါဘူးကျွန်တော်တို့အိမ်မှာကနော်ဒီလိုပဲစားနေလို့ကျွန်တော်လည်းစားတာ no it's not like that you choose to eat you choose to do နော်ကျွန်တော်တို့ကိုယ်တိုင်ကဒါစားမယ်ဒါလုပ်မယ်ဒီလိုနေမယ်ဒီလိုဘဝမှာဒီလိုမယ်ကျွန်တော်တို့ကိုယ်တိုင်မလုပ်နိုင်everything we are choosing ကျွန်တော်တို့ရွေးချယ်လိုက်တဲ့အတွက်ကြောင့်ဖြစ်လာမယ့် consequences
သူ့ကိုဖြစ်လာမဲ့အကျိုးသက်ရောက်မှုကလည်းဘယ်သူခံရမှာလဲဆိုတော့ကျွန်တော်တို့ခုဒီမှာရှိနေတယ်ဒီလောကမှာရှိနေတယ်အလယ်လောကမှာရှိနေတယ်ဆိုတော့ဘယ်ကိုသွားမလဲအောက်ကိုသွားမယ်ဆိုလည်းကျွန်တော်တို့ရွေးလို့ရတယ် we can choose that we go down ကျွန်တော်လုပ်တဲ့လုပ်ပုံမူတည်လိမ့်မယ်အလယ်မှာပဲပြန်လာမလားဆိုလည်းကျွန်တော်တို့ရွေးလို့ရတယ်အထက်ကိုသွားမလားဆိုလည်းကျွန်တော်တို့မလုပ်နဲ့ရွေးလို့ရတယ်ဒါပေမဲ့ဗြဟ္မာကြီးရဲ့တတန်တာရှိတယ်ဟိုပျော်ရွှင်စရာလေးဒီလေတစ်ခါမှသာသမီး900ဆိုတော့ဘလားဘယ်လောက်တော့ပြောလဲလို့ချမ်းသာတယ်ဘယ်လောက်ပြောလဲဒီလားကဘာမှာရှိတဲ့အချောဆုံးဆိုတဲ့အမျိုးသမီးဟာတဲ့ဆိုတော့သူအချောဆုံးသူရှိတယ်ရုပ်ရှင်နာအရှော်ရရိုက်ဆိုတော့ဟိုဒီပီကာပါဒူကုန်းဆိုပါစို့အဲ့ဒီအမျိုးသမီးကိုတဲ့အခုဒီမှာဒီပီကာပါဒူကုန်းရဲ့ကိုဒီမှာထိုင်မယ်ဒီမှာဖားတော့ထားမှာဆိုတော့ဟာမရက်သူတို့เนี่ยရုပ်ချင်းဘယ်လိုလုပ်ရှင်းလို့ရလဲဒီပီကာပါဒူကုန်းकहाँ है कहाँ ये बेड़क कहाँ है कहाँ नहीं सुनो मैं याद हूँ तो क्या लो दीपिका पादुकोण को खोदवा भी रोमा ना तो मीडिया या बिना मठा ये ने तू को फालू नहीं हमारे एल्ला छोला रे ना तो मीडिया शी रे लुगा तू इलाय में भी दो रहे मुंह में तो आने में लौका लुगा बना तो मीडिया तू इलाय तू अन्ना यार ना मुंह में भी ले जाता नहीं एल्ला फुला रेလာပါလိမ့်ရှိတယ်အထက်လောကအောက်လောကမှာလည်းကျွန်တော်ရှင်းပြရတာလေးရှိတယ်ကျွန်တော်အလယ်လောကမှာကျွန်တော်မြင်တယ်သိကောင်းတာသိမရှိဘူးအကုန်လုံးမြင်စိုးတာများတယ်လောကဒါပေမဲ့ဘဂဝါရှိခရစ်နာကိုမိန့်တော်မူလဲဆိုအာဗြဟ္မဘူဝနာလောကပုနရအာဝတိလောဇုနာမာဥပေတ္တတုကောတေယပုနရဇမနာဝိတေဒါမှကျတဲ့လောကကိုသွားလိုက်ပြန်လာရအာဗြဟ္မဘူဝနာလောကပုနရအာဝတိလောဇုနာပုနရဆိုပါလေပြန်ပြီးတော့လာရဒါပေမဲ့ငါဘုရားရှင်ရဲ့လောကကိုရောက်သွားတယ်မာဥပေတ္တတုကောတေယငါစီရောက်သွားတဲ့လူတယောက်ကတော့ပုနရဇမနာဝိတေတဖတ်ပြန်ပြီးတော့လာရဆိုတော့ကျွန်တော်တို့ရဲ့အလေအခုကျွန်တော်တို့ရှိနေတဲ့နေရာဟာ it's on the margin ဒါကြောင့်ជីវဝါလို့တတ္တရှက်တိသူ on the margin သူမှရေးချွဲပါကကျွန်တော်လုပ်တာအားလုံးကဘယ်သူမှကျွန်တော်တို့ဖြစ်လာအချင်းလေးပေးလို့လုပ်တာမဟုတ်တော့ကျွန်တော်တို့အားလုံးကိုယ့်ကိုရွေးပြီးလုပ်ကြတာငါဘယ်လိုစကားပြောမလဲငါဘယ်လိုလုပ်မလဲကျွန်တော်ရွေးတာဘာဖို့မလဲဘာအစားမလဲဘယ်သွားမလဲဘယ်လိုနေမလဲဒီမှချက်မှာထားမလဲအားလုံးကျွန်တော်ရွေးတာနော်ရွေးလို့မရတာကျွန်တော်ဒီခန္ဓာကိုယ်ဒီပုံနဲ့အရပ်ဘယ်နဲ့ပေးရှိကျွန်တော်ရွေးလို့မရတဲ့ကိစ္စရှိနေတာကတော့ဟုတ်လားအခု9ပေ10လက်မှရှိတယ်ကျွန်တော်6ပေပြည့်ချင်တယ်မရဘူးဟိုဘက်ကားဒီဘက်ကားထိုင်ပြီးဆွဲဆိုင်တယ်အယူကျိုးသွားတယ်ရှိတယ်ငါပြည့်တယ်နော် you cannot choose no some things are that you cannot choose but most of the thing we are doing is that we choose what we do now this is our choice အထက်လောကကိုသွားမလားဒီမှာပဲနေမလားအောက်လောကမှာကျင်လဲမလားသို့မဟုတ်တန်တရားလွတ်ချင်းကိုသွားမလား choice နော်အဲ့တော့တန်တရားလွတ်ချင်းကိုသွားမယ်ဆိုရင်တော့ဆိုကြပါစို့အခုအာဖရိကသွားမလားယူရိုပသွားမလားတော့ထိုင်းနိုင်ငံသွားမလားတော့ကိုရွေးခိုင်းနေဆိုရင်အာဖရိကသွားရင်ပါလေအင်ဒီဘိုစာပပလေးထည့်သွားပါလို့ရဲရဲဆက်ပြီးတော့သူကသူပြင်ဆင်ပြီးသွားတယ်ယူရိုပသွားမယ်ဆိုရင်နွေရာသီဆိုမှအေးနေတယ်ပေါ့it's cold there ဟိုထိုင်းနိုင်ငံသွားရင်ဘာဖြစ်လို့ပဲသိမထူးခြားတာဒီမှာဟုတ်တယ်အဲ့ဒါဒီမှာရပြီဆိုတော့ဒီတိုင်းပဲကျွန်တော်တို့ဟိုသွားရင်ဘယ်ဟိုသွားမလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်ပြီးရင်အဲ့ဒီတော့ဘာပြင်ဆင်ရမလဲဆိုတာနောက်ကနေမလုပ်လာတယ်တွေ့ပြီးပါလာဒီမှာပဲနေချင်တယ်โอเคအောက်ကိုဆင်းချင်တယ်โอเคအပေါ်ကိုတက်ချင်တယ်โอเคဒီတဲ့အပေါ်ကိုသွားချင်တယ်ဆိုရင်တော့မလုပ်ရပါနဲ့ဘယ်လို consciousness မျိုးကျွန်တော်ထားဘယ်လိုအကုသိုလ်မျိုးရှောင်ရှားရမလဲဒါကျွန်တော်တို့ရွေးရမယ့်ဥစ္စာကျွန်တော်ဘယ်လိုလဲအဲ့ဒီပုံစံအတိုင်းရွေးသွားမှာဖြစ်တယ် so this all depends ဘာဝနာဘုရားရှင်ကကျွန်တော်တို့အားလုံးမလုပ်ထားပြီလေလွတ်လပ်ခြင်းကိုပေးထားတယ်အဲ့လွတ်လပ်ခြင်းကိုကျွန်တော်ကြိုက်တယ်လို့သုံးလို့ရတယ်
Bello you ma. Mamma can which both swing, Balone, Mamma can man can let the day celebrate, Yabo, Lore. No, Africa, Africa, yes, ye can it, Emaro. Honana, Africa, yes, ye can Ethiopia, no, Sudan, Ethiopia, no one ye can come in and really all you go I do. No, a champion of Madway, Sudan's or Balonia, they can't hear. There English there. Ye can't be wounded in the there's no water. Sir, right information like Yahoo. If we have a right information, then we prepare ourselves that if you want to go there, then you prepare like this. Like this. So it's a very simple thing. Not mean I on it, no, Lucy, the Tipica Balubon got half it on us. Not immediately Lucy, the teaching. Then you go there. This is your choice, Mola, teaching it. PML, PML, Kajika, Piana, Kamatimamu. You want a PhD, now what? So the bomber, even a chance that even a Jinata to go to now what Piana, Kata, Ningaria, and Yama. No, no, they was to the wire of the but she did nobody much other than I don't know what they are like the one. No, and the salary. This is the whole thing is finished. When you die, everything is finished, you start again. Sorgatana, the Geram join, General Matina to Kushi. General Alo, Aldia, Yobi Dali, General Midwal. All the Yoke baby, whatever baby. Old means only also only okay. I don't get it and also the Buddha last side. Every Buddha wanted to know about him today. Why am I waiting at the color? No, we are who tell it. General tell it. They got general on the baby. No, but what I did, I was here about it. So, person intelligent get wrong, right information, then you will think of going there. So, everyone told Lapa Muabala Bashida so Krishna no reaches and Lapa Muabala so it is that it gives you a line. Krishna no reaches in Halutia Bina. Not to go Bina. Sauyan is Shauyan Nicolo, Bina. Dalo in the Lupila, and Dalo in the Lupila, and Masawood, Shambo, or Bina. You are Take Opiata. You don't go Josa, why do you young man? And my Josa, the assembly will let Bina. No, but the ascended Columba. No, but the ascended Columba, no, not a liberty, not to be high. No, not a liberty, no, but only say the Columbia Lame. No, am I not do Jesus Yalame? No, send them be high Columb. So, General Krishna is Rabu, say it's a practical thing. It has steps. Go Santa Luana, Bemayoni, Shuddha now, Prema, no, Bhaktima, no, Prema, so they are saying what he to all you are. The actual Jimmy and Nojin, so they are saying what he to all you are. Now, so, Janarula, Krishna Nujin, it is all clear. Because Janar Krishna Nujin is right, a practical way of life. Daha, why a change it to be? No, da, ain't down the legend we are there. Kajama, the Brahmachari legend we are there, Yahan Sanyasi legend we are there, Ninga in Paravana Prasta to Brahman, Chatri, Vaishya, Sudra. It's a practical thing for everyone. You died by Chinuyare. You got it. Now, Dairo Chanarua, no, I didn't Chena Kamala, seriously Chena Lushide, Tamanga Shanga, Chena Lushide. Isn't it? Now, some are very serious. No, I have to do this. The Chuale, it's okay. But it's a chop of a bit that they gave it to you. A man and body, they must take off. So, like this, some is not very serious. It's okay. But some are very serious. So, serious material to be important comment. Serious material animal. Chanda, Eric Jara Mama, Shawyan, and Good and Nila Guabale. So, this is the word. A lay, a tet, out, don't go long. Many of them so she did. Chanoru a bad bombless about it.
ရွေးရုံပဲလို့လေ so we stop here any questions comment